ဖြစ်နေတဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်ပိုင်းဆိုင်ရာတုံ့ပြန်မှုဒီလိုပြောရမလို့ဥမာကျွန်တော်အမြင့်ကိုရောက်သွားတယ်အောက်ကိုငုံကျင်းလိုက်လို့ရှိရင်တမျိုးကြီးခံစားရတယ်အဲ့လို feeling ကိုပေါ်ရေးရမှာခံစားချက်လိုမျိုးလွမ်းနေဆွေးတယ်အဲ့လိုခံစားချက်မျိုးတော့မဟုတ်ဘူးခန္ဓာကိုယ်ရဲ့ feeling ပေါ့အိမ်ကြီးတစ်ခုတည်းကိုဝင်သွားရင်ကြက်သိမ်းထားပြီးတော့ကြောက်သလိုလန့်သလိုဖြစ်သွားတာမျိုးအဲ့လိုခံစားချက်ကိုနံပါတ်9နေရာမှာရေးရမှာအဲ့တော့ပြန်ချုပ်မယ်ဆိုရင်အစင်းအတန်အနံ့အရသာအထီးတွေ5ချက်ရှိပြီးနောက်တဲ့2ချက်ကခန္ဓာကိုယ်တုံ့ပြန်မှုနဲ့စိတ်ရဲ့ feeling ဒီလို9ချက်ရေးရမယ်အဲ့တော့9ချက်အစင်းလိုက်ရေးရမလားဆိုတော့မဟုတ်ဘူးကိုကြိုက်တဲ့အစင်းတိုင်းရေးလို့ရတယ်ဒါပေမဲ့ဒီ9ချက်ပါအောင်ရေးရမယ်အကယ်လို့မရှိဘူးဆိုရင်တော့တချို့ဖြစ်ရတယ်မှာဆိုအရသာမရှိနိုင်ဘူးမရှိဘူးဆိုတော့မထည့်နဲ့ပေါ့ဒီ9ချက်နဲ့ရေးပြီးတော့ဘယ်အကြောင်းအရာမဆိုဘယ်ပြည့်စင်မဆိုဒီ9ချက်နဲ့မူတည်ပြီးတော့လေ့ကျင့်လို့ရတယ်နမူနာတစ်ခုကျွန်တော်ရေးထားတာရှိတယ်ဘိုးတော်ချင်းမတချို့မှလွဲရပေါင်းချင်းတစ်ခုလုံးမှောင်အတိဖုံးကိုယ့်ရဲ့ခန္ဓာကိုယ်ပိုင်းဆိုင်ရာတုံ့ပြန်မှုဒီလိုပြောရမလို့ဥမာကျွန်တော်အမြင့်ကိုရောက်သွားတယ်အောက်ကိုငုံကျင်းလိုက်လို့ရှိရင်တမျိုးကြီးခံစားရတယ်အဲ့လို feeling ကိုပေါ်ရေးရမှာခံစားချက်လိုမျိုးလွမ်းနေဆွေးတယ်အဲ့လိုခံစားချက်မျိုးတော့မဟုတ်ဘူးခန္ဓာကိုယ်ရဲ့ feeling ပေါ့အိမ်ကြီးတစ်ခုတည်းကိုဝင်သွားရင်ကြက်သိမ်းထားပြီးတော့ကြောက်သလိုလန့်သလိုဖြစ်သွားတာမျိုးအဲ့လိုခံစားချက်ကိုနံပါတ်9နေရာမှာရေးရမှာအဲ့တော့ပြန်ချုပ်မယ်ဆိုရင်အစင်းအတန်အနံ့အရသာအထီးတွေ5ချက်ရှိပြီးနောက်တဲ့2ချက်ကခန္ဓာကိုယ်တုံ့ပြန်မှုနဲ့စိတ်ရဲ့ feeling ဒီလို9ချက်ရေးရမယ်အဲ့တော့9ချက်အစင်းလိုက်ရေးရမလားဆိုတော့မဟုတ်ဘူးကိုကြိုက်တဲ့အစင်းတိုင်းရေးလို့ရတယ်ဒါပေမဲ့ဒီ9ချက်ပါအောင်ရေးရမယ်အကယ်လို့မရှိဘူးဆိုရင်တော့တချို့ဖြစ်ရတယ်မှာဆိုအရသာမရှိနိုင်ဘူးမရှိဘူးဆိုတော့မထည့်နဲ့ပေါ့ဒီ9ချက်နဲ့ရေးပြီးတော့ဘယ်အကြောင်းအရာမဆိုဘယ်ပြည့်စင်မဆိုဒီ9ချက်နဲ့မူတည်ပြီးတော့လေ့ကျင့်လို့ရတယ်နမူနာတစ်ခုကျွန်တော်ရေးထားတာရှိတယ်ဘိုးတော်ချင်းမတချို့မှလွဲရပေါင်းချင်းတစ်ခုလုံးမှောင်အတိဖုံးနေပြီမျက်လုံးကမြင်တဲ့အစင်းကိုရေးတဲ့